လူတယောက်ကိုတက်တွေးကိုတောက်ပြီးတစ္ဆာပြုတ်လိုက်ရင်တေဆုံးသွားတဲ့ရက်ဆက်လာတဲ့လူတက်သမားတယောက်ပြန်ရှင်လာလိမ့်မယ်လို့ပြောရင်သင်ယုံကြည်မှာလား15နှစ်အရွယ်မင်းကလေးတယောက်ကတော့ဒီလိုယုံကြည်ချက်နဲ့အတန်းဖော်တယောက်ကိုတက်ဖို့သူအခွင့်အရေးစီစဉ်နေခဲ့ပါတယ်။ပိုပြီးကြောက်စရာကောင်းတာကတော့ရဲတွေမိသွားလို့လက်ထိတ်ခတ်ခေါ်ဆောင်သွားတဲ့အချိန်မှာမင်းကလေးနှစ်ယောက်စလုံးဟာနောင်တရတဲ့စိတ်ဓာတ်တစ်စက်မှမပြပဲကားနောက်ဖုံးထဲမှာတကိခိနဲ့သူတို့ရေမိုးနေခဲ့ကြတာပါ touching me on your butt. This is such a bomb. ဒါကတော့ C4 Crime Channel ကပါဒီဖြစ်စဉ်ဟာအင်တာနက်လူမှုကွန်ရက်တစ်ခုလုံးကိုတုံ့လောက်သွားစေခဲ့တဲ့ရဲကားအတွင်းကရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာလက်ထိတ်ခတ်ခံထားရတဲ့ဆယ်ကျော်သက်မင်းကလေးနှစ်ယောက်ဟာရဲကားနောက်ပုံးမှာထိုင်နေခဲ့ကြတာပါတန်မှန်အတိုင်းဆိုရင်တော့ဖမ်းဆီးခံထားရတဲ့ကလေးတွေဟာတောက်ရွတ်နေမယ်ဒါမှမဟုတ်ငိုရွတ်နေကြမယ်ဒါပေမဲ့အဲ့ဒီမင်းကလေးနှစ်ယောက်စလုံးဟာအခုလေးတင်ကျူးလွန်ဖို့ကြံစီခဲ့တဲ့ချစ်စရာကောင်းတဲ့ရာဇဝတ်မှုအတွက်နောင်တရတဲ့စိတ်တစ်စက်မှမပြတဲ့အပြင်တယောက်ကိုတယောက်ကြည့်ပြီးပျော်ပျော်ပါပါရေမောနေကြတာပါဆိုရင်ဒီလောက်ငယ်ရွယ်တဲ့ကလေးနှစ်ယောက်ဟာဘယ်လိုလုပ်ပြီးဒီလိုအမောင်ဖက်ချန်ကိုရောက်သွားခဲ့ရတာလဲဖြစ်စဉ်ကတော့ Florida ပြည်နယ် Altamonte Springs မှာနေထိုင်တဲ့အသက်15နှစ်အရွယ် Elizabeth ဆိုတဲ့မိန်းကလေးစီကစတင်ခဲ့တာပါ Elizabeth ဟာအပြင်လောကမှာတာမန်ကျောင်းသူတစ်ယောက်ပါဒါပေမဲ့သူမရဲ့စိတ်ကတော့ online true crime story အတိုင်းဝိုင်းမှာပြုံမွေ့နေခဲ့တာပါသူမကလူအစုလိုက်အပြုံလိုက်တပ်ဖြတ်သူတွေကိုအလွန်အမင်း YouTube ဆွဲလန်းပြီး Discord ပေါ်ကမကောင်းသတင်းတွေကြော်ကြားနေတဲ့ချက်ပေါက်တွေမှာအချိန်အများကြီးကုန်လွန်လေးရှိပါတယ်အထူးသဖြင့်2012ခုနှစ်က Sandy Hook မူရတန်းကျောင်းမှာကလေးငယ်တွေကိုရရစစ်စစ်တပ်ပစ်ခဲ့တဲ့အသက်20အရွယ် Adam Lanza ဆိုတဲ့သူကိုသူဆွဲလန်းနေခဲ့တာပါAdam ဟာတေဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ Elizabeth ကတော့သူနဲ့သူမဟာဝိညာဉ်ဖက်တွေဖြစ်ကြပြီးတနေ့ကျရင်ပေါင်းစည်းရလိမ့်မယ်လို့ယုံကြည်ထားခဲ့ပါတယ်မကြာမီမှာပဲသူမရဲ့ခေါင်းထဲမှာအတန်တွေကြားနေရတာကိုခံစားလာရပြီးအဲ့ဒီအတန်ကတေလွန်သူ Adam ကသူမကိုစကားပြောနေခဲ့တာလို့ယူဆခဲ့ပါတယ်။ကျောင်းဖွင့်တဲ့အချိန်2026ခုနှစ်မှာ Elizabeth ဟာ Adam Lanza နဲ့ရုပ်အလွန်တူတဲ့အတန်းဖော်ကောင်လေးတယောက်ကိုသတိပြုမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမရဲ့ဆွဲလန်းမှုဟာအထင်အကွပ်မဲ့ယူသွမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူမဟာအဲ့ဒီအတန်းဖော်ရဲ့စာတင်အချိန်စရာကိုစနစ်တကျမှတ်ထားတဲ့။ကျောင်းထဲမှာတောက်လျှောက်နောက်ရောက်ခံလိုက်တယ်။သူ့ရဲ့ဓာတ်ပုံတွေကိုခိုးရိုက်ခဲ့တဲ့အထိဒါတင်မကသေးပါဘူး။သူမရဲ့ခေါင်းထဲမှာကြားရတဲ့အသံတွေကအတန်းဖော်ကိုတက်ပါ။သူ့ရဲ့သွေးကိုတောက်ပြီးသွေးသစ္စာပြုလိုက်ရင်အရမ်ကတေးရကနေပြန်ရှင်လာလိမ့်မယ်လို့သူ့ခေါင်းထဲကနေတစုံတစ်ယောက်ကတီးတိုးညွန့်ကြားတဲ့အောင်လည်းသူကြားနေခဲ့ရပါတယ်။ Elizabeth ကဒီကြောက်စရာကောင်းတဲ့အစီအစဉ်ကိုသူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့လူအားကိုလည်းပြောပြခဲ့ပါတယ်။လူအားဟာ true crime ကိုဆွဲလန်းနေသူဖြစ်တာကြောင့်ငင်းဆန်ခြင်းမရှိဘဲချစ်ချင်းတန်ရပါအဖြစ်ပါဝင်ကူညီပေးခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးဟာကျောင်းတန်းစင်ခန်းထဲမှာအတန်းဖော်ကိုဖျားယောင်းခေါ်ဆောင်ပြီး12လက်မရှိတဲ့ဓာတ်နဲ့ထိုးတက်ကသွေးရစ်ပူစော်ပွဲပြုလုပ်ဖို့အကွက်ကျကျစီစဉ်ဆွဲခဲ့ကြပါတယ်။ဒါပေမဲ့ Elizabeth ဟာသူမရဲ့လူတက်ပွဲအတွက်စိတ်လှုပ်ရှားလွန်းလို့သူ့ကိုယ်သူမထိန်ချုံနိုင်ခဲ့ပါဘူး။သူမဟာသူ့ရဲ့ချက်ပေါက်မှာလူတက်တော့မယ်လို့စာလေးရေးတင်ခဲ့တယ်လို့ချောင်းလို့စားဆောင်မှာလည်းအခြားချောင်းသားတယောက်ကိုငါတို့နဲ့ပြန်အတန်းဖို့တက်တော့မလို့ပြောင်ပြောခဲ့ပါတယ်။အဲ့ဒီចောင်းသားဟာစားနောက်တော့မဟုတ်မှန်သိသွားတဲ့အချိန်မှာတော့ Florida ရဲ့ចောင်းလုံရှုံရင်အစီရင်ခံစာ app ကနေသစ်ရဲကိုချက်ချင်းသတင်းပို့လိုက်ပါတယ်။လူတက်ဖို့စီစဉ်ထားတဲ့နေ့မှာပဲရဲတပ်ဖွဲ့ဟာចောင်းကိုရောက်ရှိလာပြီးအဲ့ဒီ main ကလေးနှစ်ယောက်စလုံးကိုအတန်းသေးကနေဆွဲထုတ်ပြီးစစ်ဆေးခဲ့ပါတယ်။ရဲတွေဟာသူတို့ရဲ့ကြောပွဲအိတ်တွေကိုရှာဖွေလိုက်တဲ့အခါမှာတော့ထိတ်လန့်ဖွယ်ပစ္စည်းတွေကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါတွေကတော့လူဟာကိုယ်တိုင်ចောင်းတန်းစင်ခန်းထဲမှာချက်နေအောင်တွေးပေးထားတဲ့12လက်မရှိတဲ့ဒါလက်အိတ်တွေတန့်ရှင်းရေးသုံးပစ္စည်းတွေကားကောင်ရဲ့အော်တန်ကိုပိတ်ဖို့အဝတ်စ Elizabeth မိဘစီရေးထားတဲ့ပြစ်မှုဝန်ခံချက်နဲ့စာတူတို့ပဲဖြစ်ပါတယ်။ဒါကြောင့်ရဲတွေဟာသူတို့နှစ်ယောက်စလုံးကိုလက်ထိတ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ဒီဆက်လန်းရဲ့ကြောက်စရာအကောင်းဆုံးအပိုင်းကတော့ရဲကားပေါ်မှာရိုက်ကူးထားတဲ့ body cam video ပါ။ main ကလေးနှစ်ယောက်စလုံးဟာတခုတည်းတော့အချုပ်ထောင်ကိုသွားရမယ်လို့တီးလိုက်တဲ့အခါမှာရေးဆိုပြီးပျော်ရွှင်စွာထားអော်ခဲ့ပါတယ်။သူကဒါတကယ်ကိုတန်ရောစင်ခိုင်မာစင်နဲ့အတွေ့အကြုံပဲလို့ပြောခဲ့တယ်လို့သူတို့ရင်ဆိုင်ရမယ့်ပြစ်ဒဏ်ချက်တရားခံ mark shop ရိုက်ရင်ရုပ်ထွက်လာမလားအဲ့ဒီအကြောင်းနဲ့ငါဒီမနက်မိတ်ကမလိန်ထားရလို့ငါအများရုပ်ဆိုးနေမလားဆိုတဲ့အကြောင်းတခိခိနဲ့ပြောဆိုနေခဲ့ကြပါတယ်။ Elizabeth ကငါဘာမှနောင်တရစရာမရှိဘူးငါတကယ်ပဲဒီကိစ္စနဲ့ပတ်သက်ပြီးငါဖြူးမဆိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။အစပိုင်းမှာတော့လူကသူမအနေနဲ့အပြစ်မရှိပဲခိတ္တခဏပဲအဖမ်းခံရမယ်လို့ချင်မှတ်ခဲ့ပေမဲ့
Elizabeth ကတော့သူတို့ရဲ့လောက်ရက်ကထောင်ဒဏ်၄နှစ်အထိကြာနိုင်ပြီးထောင်ကနေထွက်ရင်တော့ကောလိပ်တူတက်ကြတာပေါ့လို့စိတ်ကူးရင်ပြောဆိုနေခဲ့ပါတယ်။အေးဆက်ဆက်နဲ့မောက်မာလာတဲ့ဒီဆယ်ကျော်သက်မင်းကလေးနှစ်ယောက်ရဲ့အပြုတ်မှုတွေကလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးအားလုံးကိုတုံ့လောက်သွားစေခဲ့ပါတယ်။အခုခါမှာတော့သူတို့နှစ်ယောက်စလုံးဟာဆက်စုပ်ဖွဲ့ရရဇဝတ်မှုကြံစီမှုနဲ့အချုပ်ထောင်ထဲမှာတရားရင်ဆိုင်မှုစောက်ဆိုင်နေကြရပြီဖြစ်ပါတယ်။